မိကြောင်းတစ်ကောင်ဟာရေမြင့်ငယ်လေးတွေကိုအနီးကပ်ချင်းကပ်လာနေပါတယ်။ဒါပေမဲ့ပီလီကန်ငှက်တွေကတော့အရင်ဆုံးမြင်တွေ့သွားပါတယ်။ကြီးမားတဲ့ရေမြင့်တွေဟာစိတ်မြေထဲကထူထပ်တဲ့အပင်တွေကိုဖျက်ကျော်ပြီးရေမြုပ်နေတဲ့မြက်ခင်းပြင်တွေကြားမှာလမ်းကြောင်းတွေဖောက်လုပ်လိုက်ပါတယ်။အဲ့ဒီလမ်းကြောင်းတွေဟာပီလီကန်ငှက်တွေအတွက်တော့အသာစီးပြန်တမ်းဖို့ဆင်းသက်ဖို့နဲ့ပြန်တက်ဖို့အတွက်ပြီးပြည့်စုံတဲ့လမ်းကြောင်းတွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ငှက်တွေကလည်းပြန်ပြီးတော့အကျိုးပြုပါသေးတယ်မိကြောင်းတစ်ကောင်ဟာရေတိမ်ပိုင်းကကလေးထင်းကျောင်းနေရာနာကကျူပင်တွေကြားထဲမှာစတင်လှုပ်ရှားလာတဲ့အခါပီလီကန်ငှက်တွေကအရင်ဆုံးတုံ့ပြန်လိုက်ပါတယ်။တောင်ပန်တွေကိုခတ်လိုက်ပြီးရေတွေကိုဖြန်းပတ်လိုက်တဲ့အခါငှက်အုပ်ကြီးဟာကောင်းကင်ထဲကိုရုတ်တရက်ပြန်တက်သွားပါတယ်။အရွယ်ရောက်ပြီးသားရေမြင့်တွေဟာမိကြောင်းတွေကိုမကြောက်ကြပေမဲ့ရေမြင့်ငယ်လေးတွေကတော့ပိုပြီးတော့အန္တရာယ်ရှိနိုင်ပါတယ်။ငှက်တွေရဲ့ရုတ်တရက်ပြန်တန်းလိုက်တဲ့အတန်တွေကြောင့်အနီးနားကမိခင်ရေမြင့်တွေဟာသတိထားမိသွားပြီးသူတို့ရဲ့ကလေးငယ်လေးတွေကိုအကာအကွယ်ပေးဖို့နဲ့မိကြောင်းရဲ့ရန်ကိုတွန်းလှန်ဖို့အတွက်စုဝေးလာခဲ့ကြပါတယ်။ရေမြင့်တွေဟာရေထဲကိုရှင်းလင်းလိုက်ပြီးပီလီကန်ငှက်တွေကလည်းအန္တရာယ်ကိုဖော်ထုတ်ပေးလိုက်ပါတယ်။အဲ့ဒီလိုမျိုးအတူတကွပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက်လူစီကားတဲ့စိတ်မြေကြီးဟာသူတို့ရဲ့မျိုးဆက်သစ်တွေကိုပြုစုပြောင်းထောင်ဖို့အတွက်ပို့ပြီးတော့လုံခြုံတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။